မေးလေဟဲ့ကျွန်တော်မိမအပေါင်းတော်အားနေလေဗျခင်ဗျာကျွန်တော်နေစေချင်တက်လာပြောချလိုက် လူရပဲကြားတဲ့နဲ့တောင်းပါနဲ့ တောင်းရနေနဲ့နေ့လေကအရင်ရိုင်းတာဒီတော်တော်အတ္တကြီးတဲ့မိန်းမပဲမိသားစုပေါ်မှာတစိမ့်ဆန်တဲ့စိတ်မျိုးရှိတယ်ဆိုတာငါမထင်ထားဘူး မင်းရောကို PC ပြည့် PhD ပါစက်တက်ဖို့အတွက်ညီမန်းထားကြ စေကြောင့်ကျမရီမန်းချက်တဲ့အားလုံးပြက်စီးခဲ့တယ် မင်းကနာကကိုအဲ့ဘိုက်လုံးတော့ဖြက်စီးခံလို့ ဒီဘိုက်ဆိုတာကျမတယောက်တည်းနဲ့ရခဲ့ရတာကျမတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုနောက်ဆုံးပဲဘာဖြစ်တာလောနဲ့အခင်သစ္စာကျမရှိဦးလာဒီမာလေးတို့နှစ်ယောက်လုံးပရာဘကအမှောင်တစ်ခုခုလွှမ်းမိုးစာပြုတယ်